ဝေဖွာချင်းချင်းမတူညီနိုင်ပေမဲ့နာချင်မှုကိုခံစားတတ်တာတော့တူတူပါပဲကျွန်တော်တို့ဟာလူတွေမို့လို့ပေါ့တူညီကြမိမဲ့လုံးသားကတော့တူတူပါပဲတချို့ကလေးအောင်အောင်တချို့ကမောင်တူတဲ့ရှင်သက်ရတယ်လူဆိုတာလူပါပဲနာချင်မှုတွေကိုကိုယ်စီခံစားတတ်ကြတယ်အိမ်မက်တွေကိုရင်မပိုက်ပြီးတော့ဘဝကိုအားတင်းရောက်ခံနေရတာပေါ့အလုံးချမ်းတွေကျူးစားလို့နေရလေမျောတွင်ပြောင်းပြဘူးရွှေစက်တွေနဲ့တည်ဆောက်တဲ့ဘဝဒါဟာတန်ဖို့ရှိတယ်လူတွေကထင်သေးကြလေကိုယ့်ရဲ့လမ်းကိုဆက်ပြီးရှောင်လာမယ်ဒီနေ့မှဘာမှမရှိသေးပေမဲ့မနှက်ပြန်တော့ရှိလာရမယ်ဘယ်လောက်ပဲဘဝလိုက်ခိုင်းမောင်မိုင်းနေမှာစေဒီဘဝတစ်ခုလုံးကိုတော့ဘယ်တော့မှရှုံးပေးမှာမဟုတ်ဘူးလူဆိုတာလူပါပဲတဲ့သူမနေရတော့ခါမီအောင်ချစ်တာဘူးချမ်းသာခြင်းဆိုတဲ့အိမ်မက်တွင်နေရတဲ့ယောဂန်ကြိုးစားနေရတယ်လူဆိုတာလူပါပဲအခက်ခဲ